ပြောတော့တိတ်မကောင်းပေမဲ့လည်းစကားလေးနည်းနည်းပြောမယ်ဘာပြောမှလဲဆိုတော့အခု line ပေါ်မှာဘာပွဲဖြစ်နေလဲတော့မသိဘူးပချိုင်းကမသိဘူးကိုယ့်ဘက်ကိုကျမ်းမရေးနည်းနည်းတိတ်မကောင်းလို့ကိုယ့်ကိုအေးစေးနီးနေရပါတော့ဟိုဘာပွဲလဲတော့တကယ်မသိဘူးဒါပေမဲ့တယောက်မဟုတ်နှစ်ယောက်မဟုတ်သုံးလေးယောက်လာပြီးတော့မေးတဲ့အကောက်လို့တော့မတင်ပေးတော့ဘူးတိတ်လည်းမလုပ်တတ်ဘူးအတက်ကတိတ်မလုပ်တတ်တဲ့ကြောင့်မလို့မတင်ပေးတော့ပါဘလို့လာမေးလဲဆိုတော့ဟိုကားတဲ့ line ပေါ်မှာတဲ့ကိုစလေတွေလိုက်ပေးပြီးတော့တဲ့လိန်စားနေအမတဲ့မာကြီးလာတဲ့ဟဲလူလေဘာကိုစလေပေးလို့လေဘာကိုစလေမှမပေးဘူးမိတ်ကပ်လို့တော့ပြောတာပဲဘာစန်ခရင်ဆိုတာဘာဆိုတာမသိဘူးဘလို့ပွဲမှလည်းစိတ်ဝင်စားဘူးဘာပွဲမှလည်းမကြည့်ဘူး line ပေါ်မှာကြည့်တာဆိုတစ်မျိုးပဲရှိတယ်ဟာတာရဲ့ကာတွန်းကားရဲ့အဲ့နှစ်မျိုးပဲကြည့်တယ်ပြီးရင်ကိုဆော့ထားတဲ့ TikTok တွေကိုပြန်ကြည့်လို့တော့မဟုတ်အောင်အဲ့ဒါပဲကြည့်တယ်ဘာမှကြည့်ချိန်လည်းမရဘူးကိုကအခုရက်ထဲမှာကျတော့ခေါင်းတွေမူးပြီးတော့အာရုံတွေနောက်စိတ်တွေရှုပ်အလိုလိုပေါ့နော်စိတ်တိုးနေတာအဲ့တော့ဘယ်သူနဲ့မှစကားမပြောချင်ဘူးဘယ်သူနဲ့မှပတ်သက်ချင်လို့ easy ပဲနေတယ်အဓိကတော့ယောဂရဲ့အဓိကစိတ်တိုးနေတာနော်စိတ်တိုးနေတာဆိုတော့အခုစိတ်မတိုးချင်ဘူးအခုပြောတာကိုလည်းပေါ့နော်လာမေးတဲ့သူတွေဆင်ခြင်ပြီးတော့မေးပါလို့ပေးတူပေးဟာတွေနဲ့အာရုံနောက်ကတမျိုးပေးတူပေးလိန်စားတဲ့ဟာကြောင့်ကိုလာကြိမ်လို့ပဲကြိမ်စာကြီးဝနေရလားမသိကိုလည်းမယူဘဲနဲ့ကိုကအကြိမ်ခန်းနေရနော်အဲ့ဒါတွေကတမျိုးအခုနောက်တမျိုးထပ်ပေါ်လာပြန်ပြီကိုစလေယူပြီးတော့လိန်လာလိုင်းပေါ်မှာအခုချိန်ဒီဘာပစ္စည်းမှမရောင်းဘူးသေးဘူးနော်ရောင်းဖို့အစီအစဉ်လည်းမရှိသေးဘူးလောလောဆယ်ရှိလို့ရှင်တော့ပြောမယ်နော်ကိုစလေလာဝင်ရင်လည်းဝင်ကြရောင်းတဲ့ပစ္စည်းပြောပေးမယ်အခုကဘာလဲမေးတော်မေးတတ်တယ်နော်ဟောစရာကြီးတော့ကိုကမတီးဘူးဆိုလို့ရှိရင်လည်းတေချာစုံစမ်းကိုကလေ့လာကိုတေချာပြီဆိုမှလာမေးလေသူများကိုဘာတွေလဲမသိဘူးကိုမတ်တီလေးတောင်ရောက်တယ်အဲ့ဒါတွေတွေ့လို့ရှက်လို့ကိုကချက်ချင်းပြန်ဖြတ်ပြတာဘလူးကမှလိန်စားဘူးနော်တေချာတာတခုထပ်ပြောနိုင်တာတခုဘယ်သူပတ်စံဟိုမှာခုဒီလိန်မစားဘူးသေးဘူးမလိန်စားဘူးနော်ပချိုင်းပေါ်ကမလိန်စားဘူးတခါမှလည်းမလိန်ဘူးအပေးတူပေးတယ်သူတို့ကလှုပ်ရှားနေတာပချိုင်းလည်းမသိဘူးနော်အဲ့ဒါကိုလာပြီးတော့ခဏလာမမေးနဲ့လူကဘောနော်စိတ်ကြီးနေတယ်ကိုကဘောနော်စိတ်ကြီးနေတဲ့အချိန်ဆိုရင်တော့ကောင်းတယ်စိတ်မကြည်ဘူးအာရုံတွေနောက်နေဆိုလို့ရှိရင်စကားတွေကရိုင်းတာတွေပါဝါတတ်တယ်အဲ့တော့အဆင်မပြေဘူးနော်အဲ့လိုမပြောချင်ဘူးစိတ်တွေရမ်းတိုးနေတယ်သိလားနော်အဲ့ဒါပဲပြောချင်တယ်ဒါပေမဲ့အဲ့ဒါပဲဘာပွဲလဲသူတို့လာပြောတော့လေစိတ်တော်ဝင်စားမိတာပေါ့အဲ့ဒါဘယ်သူတော့ဘလူကိုစလဲတွေယူပြီးလိန်စားနေရလဲသိရင်လည်းမန်းခဲ့ကြအောင်ကိုလည်းမသိဘူးကြည်လည်းမကြည့်ဘူးပဲပွဲမှာလည်းမကြည့်အားသေးဘူးနော်အောင်ရလာမနောက်နဲ့အေးစင်းနေကြကိုတော့မှပဲနေလို့မကောင်းရတယ်တော့ကိုတွေပူးညံလာမသိဒါပဲအားပေးစကားလေးပြောခဲ့ကြအောင်နေမကောင်းလို့